ကျွန်တော်ကိုပေးပြတဲ့ခေါင်းဆောင်ဆရာဆရာမများကိုပထမဦးစွာကျွန်တော်ကကတော့ပြလိုက်ပါတယ်ကျွန်တော်စပင်းကိုတရားမစပေးတဲ့ကျွန်တော်ပြန်လာတော့ဆရာမနဲ့လေးလေးချီပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဘယ်လိုရသွားလဲဆိုတော့ငါပတိမှာကျွန်တော်တို့တွေကဒီကအချက်မရှိမဖြစ်လို့ရတာပေါ့ဆိုတာတို့တွေကမောဟမတိစိတ်အဆူရအဲ့ဒီမတိစိတ်နေရာကိုကျွန်တော်တို့တွေကပညာနဲ့ပဲပြန်ပြီးတော့ရှင်းလို့ရတယ်အဲ့ဒါကြောင့်ဒီကနေ့နံပါတ်1ချက်ကကျွန်တော်အဲ့ဒီကျိုးကိုရတယ်ခံစားရတော့ဒုတိယချက်မှာကျတော့ကျွန်တော်တို့ကတောင်ဖို့အများကြီးရှိတယ်ဆိုတာကိုမြင်ဘာဖြစ်လဲဆိုတော့တခါတလေအကျိုးရှိတဲ့အရာတခါတလေအကျိုးမရှိတဲ့အလုပ်တခါတလေအကျိုးမရှိတဲ့အပြောအဆိုတွေနဲ့လည်းကျွန်တော်ဘဝကအကြည့်ပေါ်တယ်ဒီနေ့မှတော့တည်သွားမကောက်ချက်မှတော့ကျွန်တော်တို့အောင်စီပြီးဖြစ်ချင်တယ်ဆိုလို့ရှိရင်ပြည့်စုံကြောင်းလို့လည်းမဖြစ်ဘူးကျွန်တော်တို့တွေစိတ်ကြောင်းလဲပြင်တယ်လို့လည်းမရနိုင်အောင်စီပြီးဖြစ်နိုင်တဲ့အရာတစ်ခုကနေစီတဲ့မှာနေရတယ်ခုနကဆရာလေးပြောပါလို့ပဲကိုကိုခေါ်နိုင်ရမယ်ကိုကိုတည်ဆောက်နိုင်ရမယ်ကိုကိုထင်သိနိုင်ရမယ်ကိုကိုအရေးသွေးပြီးနိုင်ရမယ်ဒါပြင်ကျွန်တော်ဖွဲ့လည်းပဲသူဒီသူစွာလုံနိုင်ရမယ်ဆိုတဲ့အဒီကိုကျွန်တော်က